အကြီးကြီးပဲဘာကြီးလဲမသိဘူးဟာတက်တယ်လားမသိဘူးနော်ဝေါလာလိုက်တာဒါလည်းအကြီးကြီးပဲစညက်ကြီးဝါဒီမှာကြည့်အောင်ခုနကဗီဒီယိုကမိနစ်ပြည့်သွားကွယ်ဒီမှာကြည့်အောင်ရွှေလေးကပေါက်ထားတာဒီကလစ်ကိုလည်းကြည့်အောင်တစ်စုံလိပ်ပြကလစ်ကိုမှဒီမှာတွဲလောင်းလေးနေပြီးတော့ဒီမှာဒီလိုကလစ်ကိုလည်းတစ်စုံဒီမှာကြည့်အောင်ဖုန်းဒီလိုဟာလေးတွေရောမိုက်တယ်နော်ဒါအခုနောက်ထွက်တဲ့အစ်စ်ပေါ့နော်အဲ့ဒီမှာဒါကတော့နည်းနည်းပေါက်နေဒါကတော့ဘူးကြီးဖောက်မှာပါဘူးကြီးကတော့6ဘူးပဲပါတာပါဟဲ့လုံးဝ line box ဖောက်နေရတယ်လို့မျိုးခံစားရတယ်ပေါ့နော်မလေးဘာလဲတော့မသိပါဘူးတေးလေးပါပဲတေးလေးပါလေးလေတပီဒီရက်ရဲရလေဒါရှူဂါလားမသိဘူးနော်မပြောမိမှလည်းဆိုရဒါဘာလို့လဲမသိမမှတ်မိတော့ဒါရှူဂါလို့ထင်တာရှူဂါမဟုတ်ရင်ဗီလားဒီမှာဒီချိန်လေးကျမသဘောကျတယ်ကျမအာမီတယောက်ပါဒါပေမဲ့ကျမပွဲရှာတဲ့အာမီမဟုတ်ပါဘူးရှင်ဒါကတော့လေဖောင်းပြီးတော့လေဒီမှာဘေးမာတွေကိုဖောင်းကားပြီးတော့ထွက်နေရပါဘာလဲတော့မသိဘူးတော့လေဘေးကတိတ်တွေနဲ့ကတ်ထားဆိုဖျဲရတာတော့နည်းနည်းခတ်သွားပါပြီအကြီးကြီးပဲဒီမှာဘာကြီးလဲဟဲ့လုံးကြအောင်ဘာကြီးလဲဟဲ့ထွက်လာတော့အကြီးကြီးပဲဘာကြီးလဲမသိဘူးဟာတက်တယ်လားမသိဘူးနော်ဝေါလာလိုက်တာဒီမှာကြည့်အောင်မကြောက်အနောက်မှာလဲသူ့ရဲ့တီးရဲ့ဘာညာတာကပစ္စည်းတာကပါတယ်ပေါ့နော်အကုန်လုံးလာလိုက်တာကျမခရီးသွားတဲ့ခါကျရင်လက်သေးလုံးမလို့ပေါ့နော်စဉ်းစားဆိုင်မှာသွားလို့ရမလဲမလုပ်ပဲနဲ့ဒါပဲကတ်လိုက်ရမှာမသိတော်လာပါတယ်ရှမ်းကြိုက်တယ်အရန်ကိုမှကြိုက်ပါတယ်ကျမကဝဲပေါက်တယ်လို့လာမပြောနဲ့ရှင်တို့ဖောက်ကြည့်အောင်ကျမလည်းမကောင်းတာတွေပေါက်ဘူးပါဒါတော့ဗာလဲဆိုတော့ဒါမုတ်တယ်နော်အဆက်ချောင်းကြွကြော်မုတ်တယ်ဒီမှာမုတ်ကလေးပါမယ်ဒါလည်းအတန်းတော့တစ်မျိုးပဲတော့နည်းလေးတော့အလစ်တဲလေးတော့လေးပါတယ်ဘာကြီးလဲမသိမမြင်ရဘူးအော်ဘူးဟဲ့ဒီဘူးဝါအထက်မှာဘာပါတယ်ဆွဲကြိုးပါတယ်ဆွဲကြိုးကတော့ဘာလောကတ်မှတော့မပါဘူးရိုးရိုးဒီလိုပဲတော်တော်လေးလာရနော်ဒါတော့မှတော်တော်လာနေမှကြီးသူ့ဘူးနဲ့သူ့ပဲကျမအဲ့လိုထည့်ထားလိုက်ရုံပဲကျမခရီးသွားတဲ့ခါကျရင်ကျမရဲ့ jewelry တွေကိုဒီဘူးလေးနဲ့ပဲထည့်သွားမှာဒီရိုးကမိနစ်ပြည့်တော့မယ်အရင်လိုမျိုး10မိနစ်ပေးမဖောက်တော့ဘူးပြီးတော့သူတို့က3မိနစ်ပဲပေးဖောက်တော့တယ်ဒါပါလည်းမသိဘူးဒါလည်းအကြီးကြီးပဲစညက်ကြီးဝါမကြည့်အောင်မိုက်တယ်နော်ကဲဒီတစ်ခါကျတော့ဒီထုံပေါ့နော်ဘူးအသေးဖောက်ပါမယ်ကဲဖောက်ပါမယ်ဒီမှာ12ဘူးပါတယ်သူကအသေးက12ဘူးအကြီးက6ဘူးပါပါတယ်စီလေးပါဝီစီယိုမလေးချစ်စရာလေး Hello Kitty လေးဒီမှာကြည့်အောင်အပြင်မှာပို့ပြီးချစ်ဖို့ကောင်းတယ်ဒီမှာထက်လေးဒီမှာတော့မီးရောက်နေနေပေါ့နော်ဒါတော့မလောက်ပါဘူးရှင်ပေါ့ပါတယ်ဒါပါလေဒါဟိုပါကျမမထုတ်ပြတော့ပါဘူးဒါပွဲကြီးမှာရောင်းနေဟိုမိုးပေါ်မှာပြန်တဲ့အယုတ်ကြီးတွေဒီလိုမျိုးအယုတ်ပါနော် blind box ဖောက်ရင်ဒီမှာ blind box ထပ်ဖောက်ရတော့မယ်အထက်ဒါပါလေဒါ ballerina cappuccino ပါဘာပေမဲ့ဒီလိုလေးတော့ဖြစ်နေရပေါ့နော်ဝေါဒါပါလေအယုတ်ကလေးချစ်စရာလေးကြည့်အောင်ချစ်စရာလေးဟိုလိုကီးချင်းလေးတော့မဟုတ်ဒီလိုလေးပါချစ်စရာလေးဟဲစကတ်ကလေးနဲ့မှကြည့်အောင်ချစ်ဖို့ကောင်းလိုက်တာဒါကတော့နာမည်မသိပါဘူးဒါကအဲ့ဒီရဲ့ brain rocks ထဲကအကောင်ကြီးပေါ့နော်ဒီမှာဒါတော့ရှန်ထွက်နေပါတယ်ရှန်ထွက်နေရောဟဲ့အမိုက်စားပဲအမိုက်စားတော့တစ်ဖက်တည်းမဟုတ်နှစ်ဖက်လာမယ်ဒီမှာကြည့်ဒီလိုတွဲလောင်းကလစ်ကိုလိပ်ပြကလစ်ကိုနှစ်ခုတစ်စုံပေါ့နော်တစ်ဖက်တည်းမဟုတ်ဘူးနော်ရွှေလေးကလေဘယ်တော့မှအဲ့လိုဘတ်ပဲ့ပြီးမထည့်ဘူးအမြဲတမ်းဒီလိုထည့်ပေးရညမိုက်
လိုက်တယ်ကျမအဲ့ဒါကြောင့်သူ့ကြိုက်တာရွှေလေးကိုအဲ့ဒါကြောင့်ကြိုက်တာပါတဲ့ပစ္စည်းလေးလေ quality တော့မစိုးဘူးကွာတမျိုးအဲ့လိုပုံလေးလိုမျိုးကလစ်ကလေးပိုင်းလား quality ကောင်းတယ်ဒီမှာကြည့်အောင်နော်တွဲလောင်းလေးကြိုက်တဲ့လူဆိုတော့သဘောကျကြမှာဒါလည်းအဲ့ဒီ brain rot ဆရာအကောင်ပဲဒါဖားနဲ့ဟိုကားဘိန်းလိုဟာကြီးနဲ့လေကျွန်တော်နာမည်တော့မသိဘူးကလေးတော့တော့ကဲဒီတခါငကတ်ပဲဒါယောက်ျားလေးပန်လာလေဝစ်တာငကတ်ကိုဝစ်တာလို့ပြောမလားဒီမှာငကတ်ဒီမှာတစ်ဖက်သေးပေါ့နော်တစ်ဖက်တည်းဝစ်တာတခုထုံစာဟုတ်လားစာဒါကကြတော့ဒါပါလေဒရလာလေးတို့ဒရလာလားမသိဘူးဒါရောအဲ့ဒီဘာလေးလဲအဲ့ဖုန်းမှာချိတ်တဲ့ဟာလေးပါချစ်စရာလေးဒီမှာကြီးအယောင်ဆုံးမြို့ဒီမှာကြီး smile ပုံစံလေးနဲ့ချစ်စရာလေးပစ္စည်းဆန်းလေးပြန်ပါလာပါပြီရွှေလေးမှာတော့ဒါတော့ကျွန်မနာမည်မသိပါဘူး9000နဲ့9000နဲ့မှာကဲကျွန်မဒီမှာဒီတရဖူဝေးပါမယ်ထောက်ပါမယ်နည်းနည်းတော့ထောက်ရနည်းနည်းတော့အလုံးစုပ်တဲ့အချိန်မှာပေါ့နော်ပါတော့အများကြီးပါတယ်ပေါ့နော်ကဲထောက်လိုက်ပါဦးမယ်ရှင်ဒါလည်း ready ယူထားပါတယ်ပြီးတော့လေကျွန်မရှင်တို့ပေါ့အကျွေးတင်နေပါတယ်ဘာကျွေးလဲဆိုတော့မင်း9000ကိုဖောက်ပေးမယ်ဆိုပြီးခုဒီမှာဖောက်ပေးရသေးတာပါကျွန်မနေမကောင်းဖြစ်သွားတာရယ်ပြီးတော့ကျွန်မရဲ့စာမေးပွဲပေါ့နော်အဲ့ဒါတွေကြောင်းကျွန်မအဲ့လိုမျိုးအားနာစရာလေးဖြစ်သွားပါတယ်ကဲဆိုတော့ကျွန်မဖောက်ပေးပါမယ်နော်ဟုတ်လားပါပဲဒီမဲကလေသူများတွေတော့အဲ့လို1000နန်နေလေပောက်တာတွေ့ရတော့9000နန်နေလေပေါ့နော်ကျွန်မမဟုတ်ဘူးသူများတွေပါပြောပါတယ်ကိုမပောက်ဝဲသူများတွေပောက်သွားတယ်ပြောပါတယ်ကျွန်မလောက်ကြအောင်ဒီဗလာလေးကြီးပဲမင်းတော့အမိုက်ကွာတယ်သူကအမုံလေးလည်းပါတော့လေကျွန်မတော့အခုဒီဗလာလေးကြီးပဲဟာပတ်စံဟဲ200တဲ့ဦးတခါတော့အဲ့လို200နဲ့တော့မပါဘူး900နဲ့1000နဲ့နေပြီဝါခက်ခက်ဖြဲနေရပါရဲ့ရှင်ဟုတ်လားပါတဆမ်းမယ်တိတ်ကောဒီမှာ200ပဲလာပဲကျွန်မတော့400ပဲရပါသေးရဲ့ဒါဖောက်ရလေးနည်းနည်းပြောရမယ်ဆိုနည်းနည်းတော့အားမရဘူးကွာဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးဖြဲနေရတော့မဲပေါက်ရတဲ့မှုတော့ဘယ်လိုလဲ unboxing လုပ်နေရတယ်လို့ပဲပတ်စံပါပါပြီဆွဲထုတ်လို့ရတယ်200ပဲဟဲ့200နဲ့ကြီးပဲတော့ရှုံးတော့လားမသိဘူးအဲ့ဆိုကျွန်တော်ဆိုရင်လည်းကြည့်ကြအောင်ပူတော့လေနှစ်ဖူးမှာချွေးထွန်းနေချွေးလိုက်ကတ်နေသဖြင့်ပတ်စံပဲဟာကဲ9000နဲ့မှာ9000ရပါအဲ့ဆိုဟိုးဒီမကနေပါလာပဲသူအားကြောင့်မ200နဲ့နေပါလာလားမသိဘူးရင်တခါပထမဦးဆုံးတခါဖောက်တော့ကတော့900နဲ့နေပို့ရပါတယ်ပြီးတော့1000နဲ့ပါတယ်မြတ်တော့မမြောက်ဘူးနော်အခုကကျတော့200နဲ့နေတွေပဲပေါက်ပြီးတော့အခုကျတော့9000နဲ့ပေါက်တယ်စိုးပဲလာပြီ200နဲ့နှုတ်ချင်နေစိတ်ထဲမှာဟုတ်တယ်ကျွန်မကြည့်ရတော့ကျွန်မအခု9800ရှိပြီဆိုတော့နောက်ထပ်200ပဲထပ်ပေါက်လာမသိဘူးနော်6000ပြည့်သွားအောင်တော်တော်များမဲကြောင်အဲ့လိုပဲထည့်ကြတာလေကျွန်မလည်းဖောက်တာများတော့အကြောင်းသိနေအဲ့ဒါနဲ့ထပ်ပါကောင်းပါနိုင်တယ်6000ပြည့်သွားအောင်လို့မပါရင်လည်းမပါဘူးပေါ့နော်ဒါတော့နောက်ဆုံးပေါ့ဟဲ့မပါပါဘူးမတလိမ့်ကြံနေရကျွန်မလည်းရောနေပြီချောင်းနေရဖောက်ပြရတာမဖောက်ပြရတာနှစ်ချောင်းကြံသေးရဲ့အရင်ခတ်တာပဲတော့ပါအောင်ကြည့်နေတဲ့လူတွေကတယောက်လောက်ကျမကိုလာပြီးတော့ကူညီပေးပါဦးကူညီချင်တဲ့သူ
ကဲ200ပေါက်သွားပြီကျွန်မပြောသလိုပဲနော်6000အတိရပါပြီကျွန်တော်မြေဗီတာပလာဖြစ်ဖို့များတော့တယ်အဲ့လိုပဲထည့်ကြတာဒါလို့ပေါ့နော်မြဲထည့်တဲ့ပုံစံလေးကဒီနေ့တိုင်းပဲအဲ့ဆိုတော့ကုန်သွားပါပြီဆိုတော့ကျွန်မ9000နဲ့ဒီမှာ200တာ9ရက်6000ပြန်ရတယ်ဆိုတော့ကျွန်မမြက်တယ်ကျွန်မအင်းပေါ့900လောက်တော့မြက်မယ်ထင်တယ်ဒီမှာဆိုဟောက်ကြည့်ပါတကယ်လည်းပါတယ်ဆိုတော့လေမစိုးဒါပေမဲ့ကန်နဲ့တော့ဆိုင်မဲ့တင်တယ်ကျမတော့3တုပ်ဖောက်တဲ့ထဲမှာတစ်ခါပဲမြတ်ဘူးတရားဆိုတော့လေဒါပေမဲ့ပြီးတော့သူကအရန်နဲ့လည်းမရှုံးဘူးတည်လားရှုံးရင်တော့မှလေဖောက်ကြည့်ပါ